share ထည့်တယ်ဆိုတာဗာလေshare ဘယ်လိုလုပ်လဲတဲ့ရှင်းပြပါတဲ့အဲ့တော့ဒါကိုအလွယ်ကူအယိုးရှင်းဆုံးနဲ့အခြေခံအကြဆုံးအချက်တွေကိုပဲရှင်းပြမယ်အဲ့တော့တိပိသားသူဆိုရင်တော့ကြော်သွားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ share ကဘယ်လိုလုပ်လဲလို့ပြောမယ်ဆိုရင်ဥပမာလေးကျွန်တော်တစ်ခုပြပြမယ်ကျွန်တော်ကစားတော့ဆိုင်တစ်ဆိုင်ဖွင့်ကျင်တယ်အဲ့ဒီစားတော့ဆိုင်ဖွင့်မှုအတွက်ကိုကုန်ကြမဲ့ဈေးက3000ရှိရပဲထောင်းဒါပေမဲ့ကျွန်တော်လက်ထက်မှာ3000မရှိနေဘူးကျွန်တော်က3600ပဲရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်အဲ့ဆိုင်ဖွင့်မှုအတွက်ကိုကျွန်တော်3400တယောက်စီကချီးရတာပဲဖြစ်ဖြစ်ဘန်းနေချီးရတာပဲဖြစ်တခုခုလောက်ရမယ်ဗျာဒါပေမဲ့ကျွန်တော်အဲ့လိုကိုချီးတာငှားတာတွေလည်းမလုပ်ချင်ဘူးဘာလို့ချီးပြီးငှားပြီးမှကျွန်တော်အဲ့ဆိုင်အလုံးမဖြစ်ဘူးကျွန်တော်အဆင်ပြေမသေးချဘူးဆိုရင်ကျွန်တော်ဒီအတိုးတွေကလည်းများလာရင်ကျွန်တော်တိုင်ပတ်အဲ့တော့အဲ့ဒီအစားကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ကျွန်တော် share ဆိုပြီးတော့ကျွန်တော်ဖွင့်လိုက်မယ် share ခေါ်လိုက်မယ်ပေါ့ဗျာအဲ့တော့ share ခေါ်တဲ့အခါမှာကျွန်တော်တင်ငယ်ချင်းမောင်က300ထည့်ခြင်းနဲ့ဆိုပြီးလာပြောမယ်ကျွန်တော်တကယ်ချင်းအောင်ကကျတော့300ထည့်ခြင်းနဲ့ဆိုပြီးလာပြောမယ်ဒါဆိုရင်ကျွန်တော်တို့ဒီဇိုင်းစဖွင့်လို့ရပြီကျွန်တော်က3600မောင်300အောင်300ဒီနေရာမှာ share ဘယ်လိုလုပ်သွားလဲဆိုတော့ကျွန်တော်က3600ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဆိုင်ရဲ့အဓိကပိုင်ရှင်ကတော့ကျွန်တော်ပေါ့ဒါပေမဲ့လည်းကျွန်တော်မှာ share ရှင်နေဆိုတာရှိသွားတယ်အဲ့တော့အမျက်တွေပါရလာတဲ့ခါကျရင်စည်ရင်းတွေပါချုပ်ရတဲ့ခါကျရင်နော်တစ်နှစ်တန်တော့၎င်းဒါမှမဟုတ်တချို့ကျတော့3လတချို့6လပေါ့နော်အမျက်တွေပါတွေကိုခွဲဝေပေးရတော့မယ်ဆိုရင်ခုနကတော့မောင်ကိုသူထည့်ထားတဲ့ share ပမာဏရဲ့ရာခိုင်နှုန်းတစ်ခုနော်အောင်လည်းသူထည့်ထားတဲ့ share ရာခိုင်နှုန်းပမာဏတစ်ခုကိုကျွန်တော်တို့ခွဲပေးရမယ်အဲ့တော့ကျွန်တော်ကမြက်ခဲ့ရင်ခွဲပေးလို့ရမယ်ကျွန်တော်ရှုံးခဲ့ရင်ခွဲပေးကြမလို့အဲ့တော့အဲ့လိုမျိုးအနေထားမျိုးဆိုရင်ကျွန်တော်တို့က share နဲ့အလုပ်လုပ်ပြီးတော့လုပ်ငန်းတွေကိုတွားကြတာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်နိုင်ငံအဓိက share တွေကဘာလို့များပို့ပြီးတော့လုပ်နေကြလဲဆိုတော့ပေါ့နော်ဘန်းနေချင်းငွေယူရနေနဲ့ခက်တယ်စားဆိုင်နဲ့ပေးရတာတွေများတာပေါ့နော်အဲ့တော့ share ကြတော့ဒါကိုတီးတဲ့သူတွေချင်းချင်းနဲ့ချိတ်ဆက်ပြီးတော့လှုပ်သွားကြတာများတယ်ဆိုတော့ပေါ့နော်ဒါတော့အခြေခံချက်ပါအဲ့ဒီနောက်မှာပြောရမယ်ဆိုရင်တော့တတ်မှတ်ရမယ့်အချက်တွေဆိုတာအများကြီးရှိတယ်နော်ဒါတွေကတော့တသက်ကိုယ့်ကိုလေ့လာဖို့အတွက်ကိုတိုက်တွန်းတယ်ပေါ့နော်